သူမျက်လုံးကအကုန်ဖောက်မြင်နေရတော့သူတထေးမှဆိုင်ရှင်မကိုကြည့်လိုက်တဲ့အခါအဝတ်အစားတွေဖောက်ပြီးမြင်လိုက်ရတယ်လေအဲ့ဒါကိုစေတနာနဲ့ boss အဝတ်မပါပါလားဆိုပြီးသွားတတိပေးမိရောဆိုင်ရှင်မကဘယ်ခံမလဲဒီကောင်နှာပူးပဲဆိုပြီးဒေါသတွေထွက်စူပူချင်းမောင်းတော့တာပေါ့ကောင်လေးခမညာလန့်ပြီးနောက်ဆုတ်လိုက်တာစပွဲကိုဝင်တိုက်မိပြီးအပေါ်ကရှေးဟောင်းပန်းအိုးကြီးပြုတ်ကျကွဲပါလေရော Okay ပါ ဆိုင်ရှင်မခမညာမျက်နှာပြက်ပြီးဘာလို့လဲဆိုတော့အဲ့ဒီအိုးကတကယ်တတိကြီးတယောက်မှားထားတဲ့ပစ္စည်းလေဒီတတိကြီးနဲ့ပြဿနာတက်ရင်မလွယ်ဘူးဆိုတာသိနေတာကိုကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုအဲ့ဒီအချိန်မှာပဲနမဲကြီးလူမိုက်မတယောက်ဆိုင်ထဲဝင်လာတယ်လက်ထဲမှာပလဲလုံးကြီးကြိုက်လို့ဒေါ်လာ3သိန်းနဲ့ဝယ်ပါဆိုပြီးအသိညောင်းတာဆိုင်ရှင်မကကြည့်လိုက်တာနဲ့အတုမှန်းသိတော့မဝယ်နိုင်ဘူးညင်းတာပေါ့ဟိုကဒေါ်လာတွေထွက်ပြီးရန်ရှာတော့မယ်လို့တော့ဆိုင်ရှင်ကကြောက်ကြောက်နဲ့1000တော့ပေးမယ်ပြန်ပါတော့လို့ပြောရှာတယ်လူမိုက်မကမချင်တဲ့ဘူးပလဲကိုကြမ်းပြီးပေါ်ပိချခွဲလိုက်ပြီးနေလုံးလို့ကွဲသွားပြီတသိပ်အပြစ်လျော်ဆိုပြီးကြည့်တိုက်ပါလေရောဗျဒီပွဲဆူနေတော့ဟိုတထေးကြီးကလည်းရောက်ချလာတယ်တထေးကြီးကလည်းတန်းတည်တယ်ဒီပလဲကအတူကြီးပါလို့ဒါပေမဲ့မထင်မှတ်ပဲကောင်လေးကဒီပလဲကိုကျွန်တော်ဝယ်မယ်ဆိုပြီးပိုက်ဆံထုတ်ပေးလိုက်တယ်အကုန်လုံးကြောင်သွားတာပေါ့ 少包嘛。